လာပါဗျမလေးရှင်းပွဲဆိုင်နိုင်ငံရေးမဲပေးကြဆိုအစီအစဉ်ကပြန်လည်ကြိုဆိုပါရဗျဒီတစ်ခေါက်မဲပေးကြဆိုအစီအစဉ်မှာဖိတ်ခေါ်ထားတာတော့ပြည်ခံပြိုးပါတီကကိုယ်စားလှယ်လောင်းဦးညီညီတွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါမယ်ဟုတ်ကဲ့ဦးညီညီတွေကဘယ်ကဝင်ပြိုင်မှာလဲကျွန်တော်ပြည်ထောင်စုကြံ့ခိုင်ကွန်မြူနတီပါတီကတိုင်းဒေသကြီးလမ်းတော်မျိုးနယ် FPTP နဲ့ဝင်ပြိုင်မှာခင်ဗျကိုယ်စားလှယ်လောင်းပါခင်ဗျဟုတ်ကဲ့FPTP နော်ဟုတ်ကဲ့ FPTP ပါလမ်းမတော်မြို့နယ်နေတာလည်းလမ်းမတော်မြို့နယ်ပဲပေါ့ကျွန်တော်လမ်းမတော်မှာမွေးခဲ့တယ်လမ်းမတော်မှာပဲကြီးပြင်းခဲ့ပါတယ်လမ်းမတော်မှာလက်ရှိနေထိုင်နေမရှိပါဘူးလမ်းမတော်ဇာတိပါခင်ဗျဟုတ်ပါတယ်ဟောဒါဆိုရင်တော့ခုလမ်းမတော်ကပြည်သူတွေဘာတွေလိုအပ်ချက်တွေကတော့အခြားလူတွေပုံသိမှာပေါ့နော်သိပါတယ်ခင်ဗျကျွန်တော်ကတော့ဒီငယ်ငယ်လေးကနေခဲ့တာဆိုကောင်းကောင်းသိပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ကိုညီတွေအရင်စီးပွားရေးပါလေလို့စီးပွားရေးကတော့ကျွန်တော်ကတော့တိုက်စီထောင်တာပေါ့နော်ကားလုပ်ငန်းတွေလုပ်ပါတယ်ကားငှားတဲ့လုပ်ငန်းတွေလုပ်ပါတယ်အဲ့ဒါတွေလုပ်ခဲ့ပါတယ်နောက်ကျွန်တော်တခြားဒီ service လုပ်ငန်းတွေပါတယ်လုပ်ခဲ့သေးပါတယ်လုပ်ခဲ့ပါသေးတယ်ဟုတ်ကဲ့လို့ဆုံးတယ်ပေါ့ဆုံးပါတယ်ခင်ဗျကျွန်တော်စီးပွားရေးလောကတော့အများဆုံးနေလုပ်ခဲ့ပြီးပါတယ်ဟုတ်ကဲ့ဒီခုရွေးကောက်ပွဲဘယ်ဝင်ဘူးလားဒီရောတရားဝင်ဘူးဒီလား2020လို့15လို့မဝင်ဘူးပါခင်ဗျကျွန်တော်ဒါပထမဆုံးအချိန်ပါပဲဟုတ်ကဲ့ဒီပထမဆုံးအချိန်မှာရွေးကောက်ပွဲဝင်နေဒါတော့ထားပါတော့ကိုယ့်ရဲ့ရက်ရွာပြည်သူတွေကျိုးဆောင်ရွက်ချင်လို့ဒါတော့မေးစရာမလိုဘူးပြောစရာမလိုဘူးပေါ့ဟုတ်ကဲ့ဒါပေမဲ့ပြည်ခံပြိုးပါတီကိုဘာကြောင့်ရွေးချယ်လိုက်တာလဲပြည်ခံပြိုးပါတီကိုဘာကြောင့်ရွေးချယ်ရလဲဆိုတော့ကျွန်တော်တို့ပြည်ခံပြိုးပါတီမှာကလည်းအရေးချင်းရှိတဲ့လူတွေပဲဖွဲ့စည်းတည်ဆောက်ထားတဲ့ပါတီလည်းဖြစ်ပါတယ်နောက်ပြီးတော့လက်အစဉ်အဆက်မှာလည်းပြည်ခံပြိုးပါတီကနေပြီးတော့ကျွန်တော်တို့တိုင်းပြည်ရဲ့အကျိုးတောက်လျှောက်လုပ်ခဲ့ပါတီလည်းဖြစ်တဲ့ကျွန်တော်ရွေးချယ်ပြီးတော့ဝင်ပြိုင်နေဖြစ်ပါတယ်ဟုတ်ဒါဆိုတော့ဗတိုင်းဦးသိန်းစိန်တက်ကိုပြောတာပေါ့နော်ဒါမှန်ပါတယ်ခင်ဗျာစီးပွားရေး GDP ရောဥမော်ပါအများကြီးတော့ကပါကျွန်တော်ကိုယ်တိုင်လည်းတမန်တော်ဦးသိန်းစိန်လက်ထက်မှာစီးပွားရေးကိုအများကြီးလုံနိုင်ပြီးတော့အများကြီးတော့ကျွန်တော်စီးပွားရေးတိုးတက်ခဲ့ပါတယ်ခင်ဗျာဒီကတော့ဟုတ်တယ်တိုင်းပြည်လိုမျိုးနော်ပြည်သူတွေဘဝမြင်မာဖို့လိုတာပေါ့နော်နောက်ပြီးတော့လူကန်ရှိပြီးတော့အတွေ့အကြုံရှိတဲ့စိုးရလည်းဖြစ်ခဲ့မှုတဲ့ပါတီလည်းဖြစ်တာတိုက်ခံလည်းပြီးတဲ့9နှစ်မှာတိုက်ခံလည်းဖြစ်ခဲ့မှုတဲ့ပါတီဖြစ်တယ်ဟုတ်ကဲ့ပါစိုးရလည်းဖြစ်ခဲ့မှုကျွန်တော်တို့လက်ပြည်ခံပြိုးအားပေးပါလေဗျဟုတ်ကဲ့အဲ့တော့လေးသိချင်တာတကယ်လို့လမ်းမတော်ပြည်သူတွေကကိုယ်မဲပေးပြီးရွေးချယ်လိုက်ရင်သူတို့အတွက်ဘာတွေလုပ်ပေးမယ်လို့ရည်မှန်းလာတယ်ကျွန်တော်တို့မဲပေးပြီးရွေးအခုမရွေးချယ်ခင်မှာကျွန်တော်ဒါလမ်းမတော်မှာကျွန်တော်တို့လမ်းမတော်ကျွန်တော်လည်းလမ်းမတော်ဒါဆိုတော့လမ်းတော်မှာကျွန်တော်တို့ငဲငယ်တဲ့ကကျွန်တော်နောက်ဝေးလမ်းရရအင်မတန်တန်ရှင်းပြီးတော့နေချင်းစပွဲနေရာလေးတွေပါခင်ဗျအခုဒါကျွန်တော်တို့ဒီကာလာကျွေတော့တဲ့အခါမှာနောက်ဖေးလမ်းရရတအားညစ်ပတ်နေပါတယ်အဲ့ဟာကိုကျွန်တော်မဲမပေးခင်ကျွန်တော်ကိုယ်စရလောင်းဘွားမှာနေမယ်ကျွန်တော်တရားတွေကိုတန်ရှင်းတွေစပြီးလုပ်နေပါတယ်အခုလည်းလက်ရှိလှုပ်ဆောင်လည်းရှိပါတယ်နောက်ကျွန်တော်တို့မဲနိုင်ခဲ့ပြီးတော့ကျွန်တော်ကိုယ်စရဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်လမ်းမလို့ရဲ့အကျိုးပေါ့ရေတန်ရှင်းရေးမီးပေါ့နော်ဒါကြောင့်လမ်းမတော်ပြည်သူတွေလိုလားတောင်းတတဲ့အကျိုးမှန်တယ်မြကျွန်တော်ဆောင်ရွက်ပါမယ်ဆောင်ရွက်ဖို့လည်းကျွန်တော်တန်လေးတန်ချထားပါတယ်ဟုတ်ကဲ့အေးပေါ့အဓိကတော့လွတ်တော်ဆိုတာကတော့ပြည်သူတွေနဲ့ဆိုးအောင်အောင်ကူပေးရတာပေါ့နော်အမှန်တိုင်းဒေသကြီးဆိုလည်းရန်ကုန်တိုင်းဒေသကြီးဆိုရလဲဟုတ်ကဲ့ရန်ကုန်တိုင်းဒေသကြီးမှာနေထိုင်ကြတဲ့ပြည်သူတွေရဲ့အတန်ကိုဘယ်ကိုပို့ပေးရတော့ဆိုရလိုအပ်ချက်တွေကိုကကြားရရနေဆောင်ရွက်ပေးရတာဖြစ်တော့ဟုတ်ကဲ့ပါမျိုးစုံပေါ့လေတချို့ကလည်းနိုင်ငံရေးသမားတွေအနေနဲ့ဝင်လာကြတာလည်းရှိတယ်ညီတွေတို့ကြတော့လေစီးပွားရေးသမားတွေနဲ့တာမန်ပြည်သူတွေနဲ့ဝင်လာတာလည်းရှိတာဟုတ်ကဲ့ပါနိုင်ငံရေးနဲ့ပတ်သက်တော့လှုပ်ရှားမှုတစ်ချိန်အောင်ရှိခဲ့ဘူးလားနိုင်ငံရေးတော့လှုပ်ရှားမှုပေါ့ကျွန်တော်ကတော့ပရာဟိတတွေလုပ်ခဲ့ပါတယ်ကျွန်တော်ရွှေဘုံဖျားပေါ်မှာဆိုတော့ကျွန်တော်ရေကုတို့အတင်းမှာကျွန်တော်ရေဖြည့်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပရာဟိတတွေကတော့တောက်လျှောက်လုပ်ခဲ့ပါတယ်နိုင်ငံရေးလှုပ်ရှားမှုကတော့ကျွန်တော်ဒီလွတ်တော်ကိုယ်စားလောင်းမဖြစ်ကြအောင်ကျွန်တော်ရက်ွက်အုပ်ချုပ်မှုလုပ်ခဲ့ပါတယ်လမ်းတော်မျိုးနဲ့အမှတ်9ရက်ွက်အုပ်ချုပ်မှုကျွန်တော်လုပ်ခဲ့ပါတောင်းထမ်းဆောင်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒီကာလပါဒီကာလမှာပါခင်ဗျဟုတ်ကဲ့ပါဒီကာလပါခင်ဗျဒါဒီကာလဆိုတော့ဘာပဲပြောအုပ်ချုပ်မှုတွေအုပ်ကြီးတွေအင်တန်အန်တယ်များတဲ့ကာလမှန်ပါတယ်ခင်ဗျကျွန်တော်တို့ဒါကိုကျွန်တော်တို့စမ်းစမ်းတမန်လည်းဆောင်ရွက်ခဲ့ပါတယ်ကျွန်တော်တို့ရက်ွက်အတွက်လည်းရက်ွက်မှာလည်းရက်ွက်အကျိုးကိုကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်ဟုတ်ကဲ့ဆွေးမျိုးနေဆိုရင်အုပ်ကြီးတွေတော်တော်များခံတယ်လေမှန်ပါတယ်ဟုတ်ကဲ့ပါလူကျန်တက်ပြချင်းခံရတာရှိတယ်အဲ့လိုချိန်မှာလည်းဘာပဲပြောအုပ်ကြီးဖြစ်ကိုရရွာအတွက်ဟလာဇာတိလည်းဖြစ်တဲ့နေရာမှာတတိရှိလုပ်ခဲ့တာဒါလည်းကျွန်တော်တို့လေးစားပါတယ်ဗျဟုတ်ကဲ့နောက်တစ်ခုကပြည်ခံပြိုးကိုမဲပေးနေတယ်လို့ထင်လားတင်ပါတယ်ခင်ဗျပြည်သူတွေကတော့ကျွန်တော်တို့ပြည်ခိုင်ပြိုးပါတီကိုမဲပေးရင်တော့ကျွန်တော်တို့
မရှိပါတီဥက္ကဋ္ဌကြီးရဲ့မူဝါဒတွေကျွန်တော်တို့နားထောင်တဲ့အခါမှာကျွန်တော်တို့တိုင်းပြည်ကိုစီးပွားရေးဥမော့အောင်လှုပ်ဆောင်တာဒါပါတီဥက္ကဋ္ဌရဲ့မူဝါဒတွေလည်းကျွန်တော်တို့သိပါတယ်အဲ့တော့ဒီခိုင်မျိုးကိုမဲပေးရင်တော့တိုင်းပြည်ရဲ့စီးပွားရေးပြန်ကောင်းလာမယ်ပြည်သူတွေလည်းပျော်ရွှင်စွာနဲ့နေနိုင်မယ်လို့ကျွန်တော်တို့လည်းဒါထင်မြင်စားတာမဟုတ်တကယ်ကိုမြင်ပါတယ်မြင်လည်းမြင်ပါတယ်ကျွန်တော်တို့အားကြောင့်မလို့ကျွန်တော်ဒီခိုင်မျိုးကိုမဲပေးပြီးတော့ကျွန်တော်တို့ကတော့တောင်းဆိုပါတယ် ဟုတ်ကဲ့တော့15ထိလဲဟုတ်ကဲ့မြို့ပါတီတမန်တော်သိန်းစင်ရဲ့လက်ထက်မှာပြည်ခံပြိုးဒီဆိုးပါပေါ့နော်ဆိုးဖြစ်သွားတဲ့ခါမှာလဲဟိုအများကြီးတန်းပြီးဥမော်ပါလေမှာကားရတော်မှာလာပြဖို့3စီးလို့မှန်ပါတယ်ခင်ဗျာကျွန်တော်တို့စင်ကတ်တယ်ဟုတ်ပါတယ်မှန်ပါတယ်ကျွန်တော်တို့ကားတွေဆိုလဲကျွန်တော်တို့တစ်ချိန်တော့အိမ်မက်တော်မှမဘူးတဲ့ဂျပန်ကားတွေကိုကျွန်တော်ကောင်းကောင်းစီးခဲ့ရပါတယ်။ဒါကြောင့်မို့တမန်တော်ကြီးဦးသိန်းစိန်ဝင်တာကျေးဇူးရှိပါတယ်။တမန်တော်ကြီးဦးသိန်းကျေးဇူးရှိတော့ကျွန်တော်အခု2025ရွေးကောက်ပွဲမှာဒါကျေးဇူးရှိခဲ့တဲ့ပါတီကိုကျွန်တော်နဲ့ဝင်ပြီးတော့ကျွန်တော်ကျေးဇူးရှိတဲ့အတွက်ပါတီကနေဝင်ပြိုင်နေဖြစ်ပါတယ်။နောက်တစ်ခုကလည်းဟိုဒီကာလာပေါ့နော်2017ကနေ2025ကာလာတကယ်တိုင်းပြည်ရာတကယ်ဟိုရန်ကုန်မှမဟုတ်ပါဘူးမြို့တိုင်းတကယ်မုံတိုင်းကြီးပေါ့နော်ဟုတ်ကဲ့ပါတိုင်းကြီးလေထံပေါ့ဒါပါတော့မုံတိုင်းကြီးလိုပဲအကျန်းဖက်သမားတွေအနေနဲ့ရှိတယ်အထူးသဖြင့်မြို့သားရေးသမားတွေနဲ့ပြည်ခံမျိုးပါတီဝင်တွေကိုထောင်နဲ့ချီပြီးတော့လောက်ကျန်တက်ဖြတ်ထားတဲ့အချိန်မှာဒီလူငယ်လေးတွေခုပါတီဝင်အဆိုပြုလာအစ်စ်တွေလက်ခံတာတွေတွေ့ရပါတယ်ဥပဒေရန်ကုန်ရောက်တဲ့အခါမှာလည်းဥပဒေကြီးကအဲ့ခန်းသားတွေမှာပါတီဝင်အဆိုပြုလာတွေပြရတာတွေဟိုဟာရှိတဲ့ခါကျတော့လူငယ်လေးတွေလည်းတော်တော်ကြီးကြီးဖို့ကောင်းတယ်သူတို့ဒီပါတီကိုဝင်တခြားပါတီတွေဝင်တာထက်တော့အမှန်တည်းအမှန်တမ်းစိုးရင်ရတယ်မှန်ပါတယ်မှန်ပါတယ်တက်မှုလည်းရှိနေချိန်မှာဝင်ကြတော့ကိုကြီးသွဲတယ်ဒီဘာကပြည်ခံမျိုးပါတီကိုမှရွေးပြီးဝင်တယ်ကိုယ်လည်းလောင်းလဲလုံအောင်မယ်ပါတီလည်းဝင်လိုက်တယ်ဆိုတော့အဲ့လိုမျိုးဒီရန်ဒီကြုံလာနိုင်တဲ့ပုံမှာစိုးရင်စိတ်ကြီးဖြစ်လာတယ်ဟုတ်ကျွန်တော်တို့ပုံမွင်လင်းပြောရင်လူဆိုကတော့အိမ်မှာကြောက်ကြတယ်လူကြီးပါပဲအိမ်မှာမကြောက်ဘူးဆိုတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်ခံယူချက်ကလေးပေါ့နော်အိမ်မှာတော့ကျွန်တော်တွေးပြီးတော့ထိုင်ကြောက်မနေဘူးဟုတ်ကဲ့အခုချိန်ဆိုလဲကျွန်တော်ကဒီလူတော်ကိုလည်းလောင်းဘွားမှာဝေစောဦးပါပဲကျွန်တော်ချိန်ချောက်စာအရင်ဆုံးစပို့ခံတာဟုတ်လားဟုတ်ပါတယ်အဲ့လိုပို့ခံတာပါဒါနဲ့ကျွန်တော်အဲ့ပို့လေကျွန်တော်ကျွန်တော်ထွက်နေတာတွားနေတာပါပဲတွားတဲ့နေရာမှာမှကျွန်တော်ဘယ်သူမှတော့အကြောင်းကြားပါဘူးကျွန်တော်တွားစရာရှိတာတွားရလာစရာရှိရတော့ကျွန်တော်ကတော့ကျွန်တော်ပြည်သူလူထုတွေအတွက်ဘာလုပ်မလဲကျွန်တော်လုပ်နေအောင်ပါပဲလုပ်နေပါပဲဒါမှကျွန်တော်ကိုပြည်သူလူထုတွေလုပ်တာကိုမကြိုက်ဘူးဆိုပြီးတော့ဒါလုပ်ချင်တယ်တော့လေဒါသူတို့ရဲ့သဘောပါကျွန်တော်တော့ပြည်သူပဲဥထိတ်ထားပြီးဆောင်ရွက်နေတာပါဟုတ်ကဲ့ကောင်းပါဗျဟိုလေးစားပါတယ်ဟိုပြည်သူတွေအတွက်ဒီချိန်မှာဒီကတော့ပြည်သူတွေအတွက်ဆိုတာလေကျွန်တော်တို့ပေါ့နော်ဟိုလမ်းမလို့ပြည်သူတွေအတွက်ဟိုဒီကောပွဲအောင်နိုင်ပါတဲ့ခါတော်တော်ရောက်သွားတဲ့ခါမှာဟုတ်ကဲ့အများဆုံးအဓိကအကျဆုံးဂတိကဝတ်တစ်ခုပြီးပြီးတော့လုပ်ဆိုရင်လောက်ရမယ်ဆိုရင်တစ်ခုပေါ့လေအများကြီးပေါ့ဘာလုပ်ပြီးမဲ့လို့ရည်ရထားတယ်ဘာလုပ်ပြီးမဲ့ဆိုကျွန်တော်လမ်းမတော်မှာအဓိကလိုအပ်ချက်တာကျွန်တော်တို့ကအထက်မြင့်တိုက်တွေဖြစ်တဲ့ရေးနောက်ကျွန်တော်တို့ဒီတန်ရှင်းရေးပေါ့တန်ရှင်းရေးဆိုတာတော့ဒီမိန်နာတို့နောက်ဘေးလမ်းကြားတန်ရှင်းတို့ဒါတော့တကယ်လမ်းပေါ်မှာတကယ်ကိုလိုအပ်နေတာပါအဲ့လိုအပ်တာကိုကျွန်တော်ကနိုင်မလုပ်မယ်ဆိုတာတဲ့ကိုအခုမနိုင်ခင်ကိုယ်စားလှယ်ပါတဲ့လုံးနေပါပြီဒါကျွန်တော်ပါတီကနေပြီးတော့ကိုယ်စားလှယ်လောင်းနေစုပြီးတော့အကုန်ကြခံပြီးလုပ်တာပါကျွန်တော်တို့တခြားဘယ်မှထောက်ပံ့နေလုပ်တာပါပြည်သူချက်လည်းမခံကျွန်တော်အကုန်ကြခံပြီးလုပ်တာပါဒါနဲ့ပြည်သူတွေကတော့ဟိုလုပ်တဲ့ကျွန်တော်တို့ကဒီမုတ်ကျွေးခြင်းနဲ့ဒါတို့ပတ်စံလေးစုပြီးကောက်ပြီးမုတ်ကျွေးတာမျိုးတို့ဘာလို့ကတော့ရှိပါတယ်ဒါတော့တက်ဆိုင်ရာပြည်သူကဟာဒီဟောဘေးအိမ်လေးတွေလောက်အောင်ငါ့ကိုမုတ်ကျွေးခြင်းတို့ဒါတော့သူချင်းချင်းကောက်တာပါကျွန်တော်တို့ကတော့မကောက်ပါဘူးဟုတ်ကျွန်တော်တို့ဒါကိုယ်ပတ်စံနဲ့ကိုလောက်တာပါကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲဟိုကိုရဲ့ကျွန်တော်ပွင့်နေပြောရရင်တော့ဟိုဟာဝေမဲ့ဒီဟာဝေမဲ့ပတ်စံတွေကိုကျွန်တော်အကျိုးရှိမဲ့နေရာမှာကျွန်တော်လက်ရှိအသုံးပြုပြီးတော့ကျွန်တော်ဆောင်ရွက်နေပါတယ်ဒါကတော့ကျွန်တော်တို့ကိုယ်လည်းမဖြစ်ခင်ဆောင်ရွက်တာပါเนาะဒါကတော့ဒီချိန်မှာတော့ကိုယ်ပတ်စံနဲ့ကိုဆောင်ရွက်တာပါကိုယ့်ရဲ့ငွေကြေးနဲ့ကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကောင်းပါလားဗျဟိုမြန်မာလက်ရှိပါစီငယ်လဲဟိုဦးညီတို့ယူပြည်သူကနေပြီးတော့လည်းမလို့ပြည်သူကရွေးချယ်ပါစေလို့ချစ်တောင်းပေးပါတယ်ဗျပေးရဆိုနေပေးပါစေပြည်သူတွေကလည်းကျွန်တော်ကိုယုံကြည်ရဆိုရင်တော့လည်းရွေးချယ်ပေးပါလို့လည်းကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်လှုပ်ချင်ပါသေးတယ်